ကဲအားလုံးပဲမင်္ဂလာပါ Lucky 2D channel ရဲ့နေ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့23ရက်တလ2026မှာနေ့ရက်ပေးခဲ့တဲ့နေ့ခွန်ချိန်ညမကြိုက်ဘူးခွန်ထီပါတယ်ရွေးခွက်တော့လွယ်ပါတယ်ရွေးခွက်လေးတော့လွယ်ပါတယ်နေ့ခွန်ချိန်ကခွန်ထိတ်နဲ့လာပါတယ်ခွန်ထိတ်နဲ့လာပါတယ်နော်ရွေးခွက်ကလွယ်ပါတယ်ကဲအဲဆိုရင်ဒီနေ့တော့ဆက်သွားလိုက်ကြရအောင်ဒီနေ့ကဝန်ချိန်ကဘာဖြစ်မလဲဆိုတော့မနေ့ပြန်14ရက်တလ26တွဲဝန်ချိန်ကဘာဖြစ်မလဲဆိုတော့16ချိန်16ချိန်14ရက်တလ2026တွဲ16ချိန်တင်မချိတ်ဘူး6အားကောင်းတယ်မနက်မစင်းရင်ညနေစင်းပဲနေကုန်ချိန်ဖြစ်ပါတယ်နေကုန်ချိန်ဖြစ်ပါတယ်ခင်ဗျာနေကုန်ချိန်ဖြစ်ပါတယ်နေကုန်ချိန်ဖြစ်ပါတယ်အဲ့ဒါ14ရက်တလ2026တွဲရွေးကွက်လေးတွေရွေးထုတ်ပေးမယ်နော်ရွေးကွက်ကဘာလေးတွေဖြစ်မလဲဆိုတော့တင်းနဲ့ပတ်သက်ရင်မကြိုက်ပေးမယ်လေရွေးကွက်လေးတော့ထုတ်ပေးလိုက်မယ်တင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့တင်းလေးတင်းနဲ့တစ်တော့တစ်ခွန်6နဲ့ပတ်သက်ရင်60 60တော့6ခွန်နော်အဲ့ထဲမှာတခုတတိထားမှာကအဖွင့်နေ့ကနေဒီနေ့ထိဘာပေးနေလဲဆိုတော့နှလုံးကမော်နက်ကနန်းတွေကိုတစ်လုံးစီပေးနေတယ်မော်နက်ကနန်းတွေတစ်လုံးစီပြန်ပေးနေတယ်အဲ့ဒါကိုဉာဏ်ရှိသလိုအသုံးချပါဉာဏ်ရှိသလိုအသုံးချပေးကြပါမော်နက်ကနန်းတွေတစ်လုံးစီပြန်ပေးနေတယ်ပေးရင်တော့ရမယ်မော်နက်ကနန်းကိုဒီ16ဝန်ချိန်နဲ့ကတ်လိုက်ရင်ကျွန်တော်တို့ပေါက်ကနန်းကထွက်လာနိုင်မယ်မနက်မထွက်ရင်ညနေထွက်ညနေမထွက်ရင်မနက်ထွက်မယ်နော်အဲ့အတွက်ကြောင့်မလို့တကွက်ကောင်းမင်းကွက်ကိုပေးမယ်တကွက်ကောင်းကဘာဖြစ်မယ်တင်လဲတကွက်ကောင်းကဘာဖြစ်မယ်တင်လဲ6ခွန်တကွက်ကောင်း6ခွန်မနေ့ကလည်းပါရနော်ဒီနေ့လည်းတကွက်ကောင်း6ခွန်ထပ်ပြီးတော့မှကျွန်တော်ထည့်ပေးထားတယ်အကြိုက်တူရင်ယူကစားပါနှလုံးဆိုတာအပိုင်တော့မရှိဘူးချင်းပြီးကစားကြပါနှလုံးဆိုတာအပိုင်မရှိပါဘူးမနက်ကတော့ဒီနေ့စာအတွက်ကတော့73ရက်တလ2026တက်စာတော့နေ့ခွန်ဝန်ချိန်ကိုခွန်တစ်လုံးပဲထိပါတယ်ရွေးကွက်တွေလွဲပါတယ်လည်းပြန်ကြလို့ရှိရင်ရွေးကွက်မှန်ဝန်ချိန်မှန်ပြီးတော့အောက်ကွက်တွေရကြပါစေနောက်ပတ်တော့ကိုအဖွဲ့ဝင်ဆောက်ခေါ်ပါပြီဒီနေ့ကနေစပြီးတော့မှဗုဒ္ဓဟူးနေ့ထိမနက်ဖြန်ထိပေါ့နော်မနက်ဖြန်ထိအဖွဲ့ဝင်တဲ့လူတွေအားလုံးကိုကြားတာပတိတော့ကြကေပါလက်ဆောင်ပို့ပေးပါမယ်ကေပါလက်ဆောင်ပို့ပေးပါမယ်အဖွဲ့ဝင်ကြီးကအင်္ဂါမကျော်တစ်လုံးငွေကနန်း3ခွက်ထိတ်နှလုံးအဖွဲ့ဝင်ကြီးက1000ကျပ်နော်1000ကျပ်ကဲဘယ်ကလက်ကူလက်ကြီးဘယ်ကနေဝင်ရမလဲအဖွဲ့ရဆိုလို့ရှိရင်39 89ခွန်8တင်းနဲ့6တော့5ပါ5နေငွေလွယ်လွယ်ပြီးပြည်စားပို့ထားပေးပါအဖွင့်နေမနက်မှာကျွန်တော်ကနန်းချိန်ပြီးပို့ပေးပါမယ်ဝေးကေပီဒီဖုန်းနံပါတ်တစ်ခုလေးပါဝေးကေပီဒီဖုန်းနံပါတ်တစ်ခုလေးကျွန်တော်သုံးပါတယ်ကဲ73ရက်နေ့မှာပြန်သွားလိုက်ရအောင်73ရက်နေ့မှာကျွန်တော်တို့ပေးခဲ့တဲ့နှစ်ခွန်ချိန်နှစ်မကြိုက်ဘူးဆိုတော့ခွန်တစ်လုံးတေချာပေါက်လာပါတယ်ဒီနေ့14ရက်နေ့တလ2026အတွက်ကို16ချိန်တစ်တစ်လုံးတော့မကြိုက်ဘူး6ချီမယ်အဲ6ကိုမှကျွန်တော်တို့ဒီမော်နက်ကပေးနေတယ်တနင်္လာနေ့မနက်ကနေစပြီးတော့ဒီနေ့ညနေထိကိုမော်နက်ကနန်းတစ်လုံးစီပေးနေတယ်ညရှိသလိုယူတော့မှ6နဲ့လက်ကတ်လို့ရပါတယ်ကျွန်တော်ဒီမှာတင်းနဲ့ပတ်သက်ပြီး6နဲ့ပတ်သက်ပြီးယူခွက်လေးတွေထောက်ထားပေးတယ်မိန်းခွက်လေးတွေထောက်ထားပေးတယ်
တေးကြကျွန်တော်တို့ဒီအဖွဲ့ဝင်တွေစောက်ခေါ်နေပါပြီအဖွဲ့ဝင်တွေစောက်ခေါ်ပါပြီအဖွဲ့ဝင်စောက်ခေါ်ပါပြီအဖွဲ့ဝင်စောက်ခေါ်ပါပြီဒီနေ့ကနေဗုဒ္ဓဟူးနေ့ညထိအဖွဲ့ဝင်တွေလို့ကျွန်တော်တို့တေးကြကဲပေါက်လက်ဆောင်ပို့ပေးပါမယ်ခင်ဗျာတေးကြကဲပေါက်ကတော့ပတိဖြစ်ရင်ဖြစ်မယ်ဗရိတ်ဖြစ်ရင်ဖြစ်မယ်အခွေဖြစ်ရင်ဖြစ်မယ်အဲ့ဒါတေးကြကဲပေါက်လက်ဆောင်ပို့ပေးပါမယ်ဖွဲ့ဝင်ကြီးက1000ပါဖွဲ့ဝင်ရမယ့်ဖုန်းနံပါတ်က89983635ပါသုံးပါတယ် Telegram သုံးပါတယ်။ OYOK ပြီးတော့ဒီဖုန်းနံပါတ်တစ်ခုတည်းနဲ့သုံးပါတယ်အားလုံးကိုလက်ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးကိုလက်ပါ